ကိုယ့်ရဲ့ YouTube channel ကမြန်မာ region ဖြစ်နေလို့ YouTube မှာ monetization အားဖို့ခက်ခဲနေပြီလားဝင်ငွေရှာဖို့ခက်ခဲနေပြီလားဒါဆိုရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးပါမြန်မာ location ကိုပေါ့နော်တခြားနိုင်ငံ location ဘယ်လိုချိန်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံး YouTube channel တွေကိုသွားပါဒါပြီးရင်ညာဘက်ထောက်ဆောင်မှာ YouTube studio ရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပါအဲ့ဒီမှာဘယ်ဟာကိုအရင်ကြည့်ရမလဲဆိုတော့အမားတို့ကတစ်ချက်အန်းကိုကြည့်ရပါမယ်အန်းစီကိုတစ်ချက်သွားပါမယ်အန်းကိုတစ်ချက်နှိပ်ပြီးပါအန်းမှာဆိုရင်ဘယ်လိုပြလဲဆိုတော့ monetization is not available in your location ဒီအခုကပေါ့နော်ကို location ကမြန်မာ location ဖြစ်နေတဲ့အတွက် YouTube partner program ကမရနိုင်ဘူးပေါ့နော်အဲဒါကြောင့်အမတို့ location လေးချိန်ပါမယ် location ချိန်ဖို့အတွက် setting ကိုသွားပါ setting က channel ကိုနှိပ်ပါ channel မှာအမဘာရွေးမလဲဆိုတော့အမကတော့အနည်းဆက်ဆုံးပေါ့နော်မြန်မာနိုင်ငံအနည်းဆက်ဆုံး Thailand ကိုရွေးလိုက်ပါမယ်အမကဘာလို့ Thai ကိုရွေးရလဲဆိုတော့ monetization အောင်ပြီးရင် Thai ဘက်နဲ့ချိန်ပြီးပတ်စံထုတ်မှာမို့လို့ Thai ကိုရွေးတာဖြစ်ပါတယ် country ပြီးရင်စိတ်လေးနှိပ်လိုက်ပါစိတ်နှိပ်ပြီးရင်ခဏလောက်စောင့်ပြီးပါပေါ့နော်ဒါဆိုရင်ဒီလိုလေးပေါ်လာပါပြီ and on YouTube ဆိုပြီးတော့အဲ့လိုလေးပေါ်လာတယ်ပေါ့နော် stay your earning journey ဆိုပြီးတော့ဒီမှာပေါ့နော်monetization ရှောက်လို့ရတဲ့ program လေးပေါ်လာပါပြီဒီမှာဆိုရင်သူကဘာပြောတာလဲဆိုတော့ဒီမှာသူပြောတာပေါ့နော်ဒီ monetization အောင်မှုဆိုရင် subscribe လုပ်တာလဲလူ1000ရှိရမယ်နောက်ပြီးတော့ watch hourက4000ပေးမှရမယ်နောက်တစ်ခုကကြတော့ short video ပေါ့နော် short video view ကကြတော့10 million ရှိမှဒီ monetization အောင်မှာဖြစ်ပါတယ်အဲဆိုရင် monetization အောင်မှာသိချင်တဲ့အတွက် get notify လေးကိုနှိပ်ထားပေးပါမယ်ဒီမှာပြောရတဲ့အတိုင်းပြည့်ရင်တော့ monetization ရှောက်လို့ရပါပြီဒါဆိုရင် region change လေးလည်းတက်သွားမယ်ထင်ပါလေနောက်ထပ်လည်းဒီလိုအကျိုးရှိတဲ့ video လေးပြုလုပ်ပေးမှဖြစ်လို့like and subscribe လုပ်ထားပေးကြပါအောင်နော်